ကဲဆရာအောင်တက်လို့မတွေ့ကြဘူးနော်ဆရာ ဟုတ်ကဲ့ online ပေါ်မှာအများကြီးကြာပြောက်သွားတယ်ဆရာ ဟုတ်ကဲ့ ဆရာအခုတက်ချစ်လေးမှာရှိတဲ့စုတောင်းတောင်းပါဆရာနှုတ်ဘလဝင်ငါဖို့ရောက်ရှိလာတယ်နော် ဟုတ်ပါတယ် ဟုတ်ကဲ့ဒီတောင်အကြောင်းနည်းပြောပါအောင်ဆရာ ဒီတောင်ကတော့လွန်ခဲ့တဲ့3-4နှစ်ကထင်တယ်ဆရာမန်းဆောင်မနဲ့တွေ့တော့သူကဒီစုတောင်းတောင်လုပ်ချင်လို့ပြောတယ်အဲ့ဒီခါမှာအလှရှင်တယောက်ရန်ကုန်မှာလဲလှူချင်တာနဲ့တရက်ရောက်လာတော့တကယ်ဆိုဒီနေရာမို့ဟုတ်ပဲဟိုတက်ချီလေးဟိုအထွက်ပဲမရှိတယ်အဲ့ဒီဘက်တကြည့်တော့အဆင်မပြေတာလည်းနောက်ဆုံးဒီနေရာဖြစ်သွားပါလေလို့ဘုရားသခင်အလိုတော်ပေါ့နော်စံစီတိုင်းဖြစ်သွားပါဟုတ်ကဲ့ ဆရာတို့ချင်းမိုင်ရဲ့ဟိုခုဆက်ကြောင်းနည်းပြောပါအောင်ဆရာလူဘယ်လောက်လာချင်းမိုင်ခုစိတ်ကတော့သူတို့ခန့်မှန်းကြည့်ရတော့အဲ့ဒီauditorium ကလူ3000လောက်ဆန်တယ်လို့ပြောတယ်ဒါပေမဲ့ရှန်ထွက်သွားတယ်လို့ပြောတယ်ကျွန်တော်တို့အနောက်အထင်းမှာပဲနေရတော့လေသိမသိဘူးဒါပေမဲ့ဘုရားခင်ကြီးစုတော်ပဲ altar call ခေါ်တော့တော်များဘုရားဆက်ကတာတွေ့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီမှာဆရာကြီးဦးတင်မောင်ထွန်းဝေငှပေးတယ်နောက်ပြီးတော့ယူဒီယာကဟိုဘုံမူကြီးရဲဘုံမူကြီးတယောက်ကတက်တည်ခံတယ်ပြီးတော့ကျွန်တော်နောက်ဆုံးဏိကုံချုပ်ဝေငှပြီးတော့ altar call ခေါ်ပါတယ်နောက်ဆရာကြီးကနောက်ဆုံးစစ်တောင်းပေးပါတယ်နောက်ပြီးတော့ဖြည်းဖြည်းကြော်သိန်းရောက်လာပါတယ်ဟုတ်တယ်ဆရာဟိုအမေရိကသွားမယ်လို့လည်းကြားတယ်ဆရာဟုတ်ပါတယ်ကျွန်တော်10ရက်နေ့လောက်6ရက်နေ့သွားဖို့အစီအစဉ်လှုပ်ထားတယ်6ရက်နေ့ဆို April 6ရက်နေ့ဒါပေမဲ့လေပြန်လက်မှတ်ကသိမကျင်းသေးဘူး10ရက်နေ့ကတော့ကျင်းသေးပါတယ်ဟုတ်ကဲ့ waiting မြို့ရင်သွားမလားဆရာကျွန်တော်သွားမှရောက်ချင်တော့ဟိုLos Angeles ရောက်ပါမယ်ရောက်ရင်ဆရာထွေးတင်ညွန့်တို့အသင်းတော်မှာတပတ်လောက်တင်တာ Easter ဟောပြောပွဲလေးကိုဖိတ်ထားတယ်ဒါပေမဲ့အဲ့တော့မှီနိုင်မလားမသိသေးဘူးလေပြန်လက်မှတ်မကျင်းသေးဘူးဒါပေမဲ့15ရက်နေ့အစီအစဉ်တော့သူရှိမယ်ကျွန်တော်ရှိမယ်အဲ့ဒါပြီးရင်ကျွန်တော်20ကနေ25မှာArizona မှာစီဝေးတစ်ခုတက်ပါမယ် Harvest Foundation ရဲ့စီဝေးအဲ့ဒါပြီးရင်တော့ကျွန်တော် New York နဲ့ Texas ပဲခဏလှည့်ပြီးတော့ San Francisco လှည့်ပြီးတော့တကယ်လို့ကျွန်တော် multi ရရင်တော့ကျွန်တော်မီလာနောက်ဆုံးအပတ်တိရှိမယ်အဲ့ဒါ Syracuse မှာသူတို့တင်းစရာအပတ်20လောက်စုမယ်တင်တန်းတော့ Cruise ဟောပြောပွဲတစ်ခုရှိမယ်ဟုတ်ကဲ့ဆရာဘယ်လောက်ကြာမလဲဆရာအမေရိကကျွန်တော်တကယ်လို့multimedia တွေတော့2လလောက်ကြာမယ်ထင်တယ်မေနောက်ဆုံးပတ်မှတ်ပြီးတော့28မှပြီးတော့ဆိုတော့အဲ့နောက်ပိုင်းမပြန်တော့ဘူးမာရီယာကဘာကြီးမှာရှိတဲ့ယုံကြည်သူများဆရာအနေငယ်အားပေးစကားပြောပါဟုတ်ကဲ့ဆိုဘုရားခင်ကျေးဇူးတော်ကြောင့်ဟိုကဘာအရာကိုရောက်သွားတဲ့ယုံကြည်သူများအားမငယ်ပါနဲ့နောက်ဘုရားခင်အကြံစီကမြည်ကြီးစွန်းနဲ့သွားဆိုတော့ကဘာအရာမှာရှိတဲ့ယုံကြည်သူတွေကိုဘုရားခင်စေလွတ်တယ်လို့သဘောထားပါရောက်တဲ့နေရာမှာဘုရားခင်တဲ့အလင်းတင်းပါဟုတ်ကဲ့ယောရှိကိုမောရှင်မှာလို့အာယူရဲရင်ချင်းရှိလို့ဆိုတဲ့အတိုင်းပဲအာယူရဲရင်ချင်းနဲ့ဘုရားသခင်အတွက်တက်တည်ခံပါလို့အာမင်အာမင်ဘုရားကောင်းကြီးပေးပါအာမင်ဆရာတို့ဘုရားကောင်းကြီးပေးကျေးဇူးတင်ပါတယ်ဆရာတို့